NLD ဝင်ပြိုင်လာဒီရွေးကောက်ပွဲဒီကောင်က NLD ကတော့ပါဝင်ခွင့်မရှိဘူး။အိုးအဲ့ပဲလေအဲ့အချင်းကြီးရှိရလေပြောချင်တာမင်း NLD ဝင်ပြိုင်နိုင်မှာကျင်းနေပေါင်းနိုင်မှာအဲ့ဒါကြောင့်မင်းအခုဒီညစ်တဲ့ရွေးကောက်ပွဲကမင်းတို့ PPP နောက်ပြီးတော့ဂျားနေရွေးကောက်ပွဲပါတီတွေအကုန်လုံးလီးပဲနော်ငါတို့က brother ဆိုကျွန်တော်ကြားတဲ့တစ်ခုဖြတ်ပြောမယ်အခုချိန်မှာ NLD ပါတီဝင်ပြိုင်လို့အမေစုမရှိဘူးထားလိုက်ဟိုတရရောက် NLD ပါတီပါဆိုပီတူတွေကစောက်မြင်ကပ်ပြီး NLD ပါတီကိုပါပေးမှာဘာလို့ဟို NLD ပါတီကကောင်ကဘလို့ပဲနေသူပေးမှာဘာလို့ဆိုတစ်ဖက်သက်ဖြစ်နေလို့ဗတမာရဲ့ရွေးကောက်ပွဲပဲတိနေလို့မျက်စိစုံပိတ်ပြီးတစ်ဖက်ကိုပေးမှာနောက်ပြီးတော့ပြောချင်တာ PPP မင်းတို့ဖာတယ်မအကုန်လုံးလက်ခံတာမင်းတို့ရွေးကောက်ပွဲလုပ်တော့အလုံးဝတကယ်ပေါ့အဲ့ဒါဘာလဲဥကိုကြီးပီတူပါတီငါပြောပြမင်းတွေ့ကြလူရှောက်မခံနဲ့မင်းတို့ရုပ်ချောတိုင်းရုပ်လာတိုင်းရှောက်မခံနဲ့မင်းတို့မဲလိုချင်တိုင်းရှောက်မခံနဲ့ငါပြောချင်တာမင်းတို့အရေးချင်းရှိတဲ့လူဥဆောင်နိုင်တဲ့လူရွေးတေချာရွေးမင်းတို့ရွေးရင်လေဒါပေမဲ့မင်းတို့အကိန်းနိုင်ဝိုင်းလေမင်းတို့ပြောင်းလဲနိုင်မှာမဟုတ်မြန်မာနိုင်ငံအခြေအနေစောင်းရဆုပ်နေပြီဟောအပြောတဘောပေါအောင်လားစောင်းရဆုပ်နေပြီဘာမှပြောင်းလဲပေးလို့မရအောင်မင်းတကြားမင်းလာဆင်းကဲလည်းမရအောင်မြန်မာပြည်ရဲ့အခြေအနေကဟုတ်တယ်ဟိုဒါနဲ့ကချက်ကြီးနေဘလို့တော့မြန်မာနိုင်ငံကအခုဒီကိုပြီးဘာတွေဆက်စငါပြောချင်တာရှိတယ်ကျော်ဒီဆိုတော်ပေါက်ကွဲနေငါစောင်းပေါက်ကွဲအဲ့ချိန်နဲ့ပတ်သက်ငါပြောချင်တာပေါက်ကွဲတယ်လုံးဝပေါက်ကွဲလို့အခုရှိတဲ့ပြည်သူတွေအကုန်လုံးမဲသွားမပေးနဲ့ပြောဒါပေမဲ့ခင်ဗျားတို့မဲမပေးလဲချင်းချောက်ခံရဆိုရင်လေအဲ့မဲကိုဘာမှမရေးနဲ့ဒီဟာရောထည့်လိုက်ကျွန်တော်ပြောချင်ဘာမှဘယ်သူမှမဲမပေးနဲ့ခင်ဗျားတို့မဲပေးဖို့ချင်းချောက်ခံရလဲဟန်ဆောင်တော့မဲပုံးနဲ့ပဲထည့်ပေးလိုက်တဲ့ပဲပြောချင်တာဘာဒီဆိုအဲ့ခင်မဟုတ်တော့ဘူးဂျားတဲ့ဖြစ်ပြောမယ်သူတို့ကဆက်နဲ့နှိပ်ရမှာဟိုမှာကျွန်တော်တို့ဖုန်းလိုနှိပ်ရမှာကီးပက်လိုနှိပ်ရမှာနှိပ်မှပဲသွားမှာအဲ့ဆိုတော့ကျင်းတွေပေါ့လိန်သွားဘာလို့ဆက်နဲ့ဆို digital နဲ့ဆိုပိုလိန်တာဗျာအပြောဆိုဒီနိုင်ငံမှာဒီ USA နိုင်ငံမှာအဲ့လာနဲ့ပို့တော့မဲလိန်နိုင်လဲရှိတယ်အချင်းကြီးတမိုင်းရရှိခဲ့ဘူးပဲအဲ့ဒါသူတို့အတွက်ဟုတ်တယ် physical ရည်တာထက်ဗျာဟုတ်တယ်ကျွန်တော်ပြောချင်တာဆက်လေးနဲ့လိန်လိုက်ရုံပဲရှင်းပြောတာဒီဘက်ဆက်နဲ့ဟိုဘက်ဆက်မှာတော့ပေါ်တယ်ဟာလိန်လိုက်ရုံပဲကြီးတွေပေါ့ပဲဒါမတရားတဲ့ပါတီကိုမတရားတဲ့ရွေးကောက်ပွဲခင်ဗျားတို့အတိမတ်ပြုတော့ပါတီကိုယ်စားလှယ်နဲ့ဝင်ပြန်တော့အကုန်လုံးလီးပဲနော်ငါလုံးဝလီးပဲငါလုံးဝမကျေနပ်မင်းတို့ခေါ်တယ်မင်းတို့နောက်ပြီးတော့ရုပ်ဘန်းပြရတော့မဲလာမတောင်းနဲ့လီးပဲအကုန်လုံးလီးပဲရုပ်ဘန်းပြရတော့မဲတောင်းတော့အကုန်လုံးလီး brother Chris တခုပြောမယ်နော်အခုပြောတယ် brother Chris စကားမဆက်ခုနပြောလိုက်တယ်ဗျဟို brother Chris ပြောတယ်ဟိုဖာတယ်မဘယ်လိုလဲ VV ချမ်းဟာလားထားလိုက်ပြောချင်တာပါတယ်နော်ပြောချင်အဲ့လိုမျိုးမင်းတို့ရွေးရင်လည်းတေချာရွေးနော်အရေးချင်းရှိတဲ့လူရွေးသူ့ရဲ့ကဏ္ဍကဘာရှိလဲသူ့ရဲ့ကဏ္ဍဆိုသူ့ရဲ့ကဏ္ဍတီးတန့်သူကနိုင်ငံရေးမှာဘယ်လိုရှိလဲတေချာကြည့်ကြတော့ရွေးရုပ်ကိုကြည့်ပြီးတော့မင်းတို့ကိုယ်စလဲလောင်းမရွေးလိုက်နဲ့မင်းတို့စောက်တလွဲမလုံးနဲ့ follower များတယ်ဆိုပြီးလည်းမရွေးနဲ့ငါပြောကြသူ့ရဲ့ကဏ္ဍနဲ့သူရှိရဲ့ဒီကောင်ကဘယ်လိုဥဆောင်တာဒီကောင်ကနိုင်ငံဘယ်လိုဥဆောင်ဒီကောင်ရဲ့ mindset ဘယ်လိုရှိလဲမင်းတို့စဉ်းစားတကယ်ပြောတာမင်းပန်နာနေတော့ပြောပါမင်းစောင်းတိတ် Trezor very patriotic ပြင်းစားမျိုးသားပြင်းထန်တယ်ဟုတ်နောက်ပြီးတော့ပြောချင်တာမင်းတို့ကြန့်ခိုင်ရေးပါတီကိုပြောချင်တာမျိုးချစ်ပါတီလို့မထင်လိုက်ရနော်မင်းတို့ဂွမ်းသွားလိုက်မယ်မင်းတို့မျိုးချစ်ပါတီမဟုတ်အကောင်တွေကကန်းကြ liberal တွေလုံးဝကြန့်ငါရဲ့အကုန်လုံးလီးပဲ liberal တွေငါလုံးဝဒါမစ်စပ်အမျိုးချစ်လီးပဲလီးအမျိုးချစ်မစ်စပ်ပြန်တက်တာလုံးဝကို့မျိုးကိုပြန်တက်မင်းတို့ပဲနော်မေးလို့အဲ့ဘာငါပြောချင်တယ်ဟုတ်တယ် brother ဆိုပြောကျွန်တော်ထောက်ခံတယ်ငါလုံးဝငယ်ပြောသူတို့အဲ့အမထင်တာငါလုံးဝတာဆန်တယ်မင်းတို့အစိမ်းကြရဲ့တာဆန်လီးပဲမောပြောချင်တာမြန်မာနိုင်ငံကဘယ်ပြောမှာဥပမာပြောဆို brain wash ခံတာတော့ဒီတချို့ຢာတွေကပတ်စံပေးဝယ်လို့ရပါဥပမာတချို့ဆိုမဲကိုပတ်စံပေးကွာဒီနိုင်ငံလည်းသုံးပါဒီနိုင်ငံလည်း politician တွေဒီ Fox News တို့ CNN တို့အကုန်လုံးပတ်စံပေးပြီးဘာလုပ်တာပေါ့ဘန်တွေကလည်းဒီ politician တွေဘာလို့ by politician တွေစင်ဒီ media ဘာလို့ပြီးမှဒီသူတွေကို brain wash တော့ဗျာအောင်တည့်တဲ့အတိုင်းပဲအဲ့တော့တချို့ကကိုမကြိုက်တဲ့ party ကိုအဲ့လိုပတ်စံနဲ့ပေးပြီးတော့ဝယ်လို့ရပေါ့ဒါကတော့ကိုလူတချို့လူရတာလုံးဝဒီ party ကိုကြောက်ဒီ party ကိုပဲလုံးဝယုံကြည်လို့ဗုတ်ပေးတာပေါ့အဲ့တော့ကျွန်တော်ကြက်ခိုင်ရတော့ခေါင်းတည့်တဲ့အတိုင်းပဲဗုတ်ပေးရဗုတ်ဝယ်တာတချို့တွေအရက်ဖို့လို့ချင်ဟုတ် brother ဒီကျွန်တော်ဖြတ်ပြောလိုက်သွားတော့ရှိအရင်တော့9000စားပြောနော်အခု6800ဖြစ်သွားတယ်6800နဲ့ဈေးကနော်လုံးဝခုန်တက်သွားတာ1800ကိုခုန်တက်သွားကြောက်ရတကယ်လက်လန့်တယ်ဈေးနှုန်းတွေကပြောင်းလဲရမ်းကြီးတယ်အရက်ဖို့လို့ကျွန်တော်တော့တောင်းမလိုက်တော့ညတော့ကျွန်တော်တဲ့ကျွန်တော်ငဲ့အောင်နေ
ဒါပေမဲ့ရက်ဖိုးတော့မလို့ခြင်းနဲ့မတရားတဲ့နေရာမှာမလိုက်သွားနိုင်ခင်ဗျားတို့ပတ်စံတော့တစ်ခုတည်းအတွက်နဲ့မတရားနေရာကိုလုံးဝမလိုက်သွားနိုင်ဗျအဲ့ပဲကျွန်တော်ပေး message ပေးခြင်းနောက်ပြောပါဦး မဟုတ်အဲ့ဒါအားလုံးသိတယ်ဟိုဒီအမေစုနိုင်ငံတော့ဒီကောင်နေကျွန်တော်ကြားရတဲ့ရှေ့ဒီကောင်နေအဲ့လိုဖိုင်အောက်တယ်ပေါ့ကွာဒီမဲနိုင်ဖို့တဲ့တော့တိန်ဝင်နေထားသေးမလားပတ်စံနဲ့မဲဝဲတဲ့ကောင်နေရှိပေါ့အများကြီးပဲထရီဆိုပြောလို့တချို့ဆိုရက်ဘူးနဲ့ပိုင်းပေါအောင်ဒါတော့ဖြစ်နိုင်တယ်ပေါ့ဆိုကျွန်တော်နိုင်ငံကောင်နေမွေးရင်လည်းကုန်းမောစရာမရှိအောင်မွေးတာပေါ့အဲ့ဒါကြောင့်တို့လည်းဘာလာတောင်းပါပဲဒါတော့ဘယ်လိုပြောလဲနားလေပေးတယ်ဗျာဒီလူလည်းပတ်စံလူချင်းလို့လိုက်သွားနားလေဗျာခင်ဗျားတို့ရဲ့ဝင်းနေစားအေးဘွားဘေးချင်နေရဝမ်းစာရွေးဒါပေမဲ့ကျွန်တော်ရဲ့ခံယူချက်နဲ့ဆိုတော့ကျွန်တော်လီးအောင်မလိုက်ကျွန်တော်စင်းရဲပါစေကျွန်တော်ပြောချင်တာအမှန်တရားတစ်ခုအတွက်တော့အမှန်တရားတစ်ခုအတွက်လီးအောင်မလိုက်နော်စောက်ကလာထိုးခေါင်းဖြတ်စောက်ယူမဆိုင်တေသွားလိုက်မှာနော်အမှန်တရားတစ်ခုအတွက်လီးအောင်မလုပ်သဘောပေါက်လားဒါနဲ့ချက်ကြီးဒီဟွာဖုတ်ပေးတော့ဘယ်လိုဖုတ်ပေးခဲ့တာဒီလက်မနဲ့ပေးခဲ့တာလေဘယ်လက်တန်းနဲ့ပေးခဲ့တာကျွန်တော်ကလက်တန်းနဲ့လုံးဝပေးခဲ့တာမင်းတော့အဲ့ချိန်ကမင်း3-4ရက်တောင်မပြတ်ဘူးနော်နေအောင် brother ခင်ဗျားနောက်ဆုံးမဲပေးခဲ့ခင်ဗျားရှိခဲ့မလားရှိတယ်ကျွန်တော်မသိခင်အဲ့ချိန်တော့ပြောပြပါဦးအဲ့ချိန်တော့တွေ့ကြုံပေါ့ကျွန်တော်ကဟိုအကြောင်းပါပေါ့နော်အကြောင်းအထကအကြောင်းတစ်ခုမှသွားပြီးမဲပေးခဲ့တယ်လက်တန်းနဲ့လက်တန်းနဲ့မင်းစွတ်ပြီးဆိုအဲ့ရဲ့လက်တန်းဆိုးတဲ့ဆေးကသူတို့ဂျပန်နီးပညာရပြောတာတော့2ရက်3ရက်နဲ့မပြောက်တကယ်လည်းမပြောက်ခဲ့ဘူးကျွန်တော်ကလုံးဝနောက်2ရက်3ရက်နေမှပြောက်သွားတာအဲရှင်းပြအဲ့လိုလက်တန်းစွတ်ရတဲ့နောက်တစ်ခါမဲပေးဖို့အတွက်အဆင်မပြေဘူးဒါပေမဲ့ဟိုလက်ခံတဲ့လူနဲ့ဆိုးတဲ့လူနဲ့ဟိုညှိထိုင်တော့မပြောတတ်ဘူးပေါ့နော်အဲ့လိုအခြေအနေမှာရှိမဟုတ်နောက်ပြီးတော့ပြောချင်တာခင်ဗျားဘယ်သူမဲပေးခဲ့လဲကျွန်တော် NLD ပဲလေ NLD ပဲမလားဟုတ်တယ်ဒါပဲလေဘာကျွန်တော်ကနှစ်ပေါင်းများစွာကျွန်တော်စစ်အာဏာရှင်ဘဝမှာလည်းကျင်ခဲ့ဘူးတယ်နော်ဒီစကားဆမှာလည်းကျင်တယ်ဘူးတယ်ဒီစကားမစစ်ကော်မရှင်လက်ထက်တော့ကျွန်တော်မရှိဘူးအတွေ့အကြုံပြောပြပါခင်ဗျာကျွန်တော်တို့ experience ရှိတယ်ကျွန်တော်ကဘယ်လိုအတွေ့အကြုံဘယ်လိုပြောရမလဲကျွန်တော် overall ပြောရရင်တော့ကျွန်တော်ခေတ်ဆက်ပေါ့နော်ကျွန်တော်နေထိုင်ခဲ့ဘူးတယ်ဒါပေမဲ့ပြောချင်တာဘယ်လိုလဲဆိုလူလိုမမြင်တဲ့ဘဝမှာအသက်ရှင်ခဲ့ရတာနော်ကျွန်တော်လူလိုမမြင်ခဲ့ဘဝမှာဒါဆိုမင်းသွားလိုက်လို့ဒီနိုင်ငံမှာသွားလိုက်လို့ရဲနဲ့တွေ့တယ်စစ်သားနဲ့တွေ့တယ်ပခုံးတန်းချင်းရှင်ပြီးတက်ရှင်လို့ရတယ်အဲ့မဲ့ဘာလဲဘာညံဒီကောင်းလာပါရဘုံမမြောက်စောက်ထားကြီးနဲ့စောက်တာဆန်ထားကြီးနဲ့သိရမလားအဲ့လိုတကယ်အဲ့လိုအထားကြီးနဲ့သိမှာမင်းကဘာလဲငါကဘာလဲဆိုဟုတ်ဒါနဲ့ချက်ကြီးရဲ့ဒီဟွာဒီနိုင်ငံကိုထွက်ပြေးလိုက်တဲ့ရည်ချက်တခုရှင်းပြလိုက်ပါလားရည်ချက်ရှင်းပြတော့ကိုဆေးဖြစ်ခြင်းလို့ပေါ့တစ်ချက်ဆေးဖြစ်ခြင်းဟိုဒါနဲ့ခင်ဗျားဟိုမှာလောက်ခဲ့တဲ့ဇာတ်လေးကွာဒီမှာရှိရဲ့ကြည့်ပြတဲ့ခင်ဗျားကို for sure တည်ရမလားအာဖလာချောင်းနဲ့ဘေးပါဆိုတော့ပြောဆိုရှင်းပြလိုက်ခင်ဗျားဘာလောက်ခဲ့လဲဆိုဒီမှာယူမှာဘာလောက်ခဲ့လဲဆိုကျွန်တော်နိုင်တဲ့တောင်ကိုကျွန်တော်ထမ်းခဲ့တယ်ဟိုနိုင်တဲ့တောင်ကိုကျွန်တော်ထမ်းခဲ့တယ်တိုင်းပြီးတော့ကျွန်တော်မတက်နိုင်တော့ကျွန်တော်အကောင်းဆုံးပေးဆက်ခဲ့တယ်မဟုတ်လှုပ်ဆောင်ခဲ့တယ်ကျွန်တော်ခင်ဗျားခုနကျွန်တော်အပြင်မှာ off mic မှာကျွန်တော်ပြောခဲ့တယ်လို့ခင်ဗျားအိမ်နေပါတင်းခံခဲ့ရမလားအိမ်တင်းခံတော့ထွက်ပြေးလာခဲ့ရဟုတ်တယ်ပါတယ်ဒါပေမဲ့ကျွန်တော်တော့ပါသွားခဲ့ကျွန်တော်ဘာနေတော့မပြောချင်ဘာလို့ကျွန်တော် related တွေပါရင်ဟုတ်တယ်အများကြီးအိမ်တင်းခံခဲ့ရဒီချက်ကြီးကဒေါက်တာချက်ကြီးကဒါပေမဲ့ဒီနိုင်ငံသူကြောက်တဲ့ရှင်တန်နေတာပေါ့ဒီဟုတ်တယ်သူတယောက်တည်းတောင်းတင်နေရပေါ့အခုခင်ဗျာအဲကြောင့်သူလဲကျွန်တော်နဲ့တွေ့ဆုံချင်းလဲဆိုတော့ဒီလူကဆက်တယ်လားပြောချင်တာပေါ့ပြောချင်တယ်ဆိုတာဒီမှာရှိရဲ့မြန်မာမှာရှိတဲ့မိဘပြည်သူတွေဟိုဘာပြောချင်လဲဆိုကောင်းသော message ပေါ့အမှန်တရားပဲရက်တည်မတရားဘူးလို့ထင်တဲ့ဟာကိုခေါင်းခံပြီးတော့မနေနဲ့နေမယ်ဆိုလဲရတယ်ဒါပေမဲ့မတရားမှုတွေမှာတော့ပါဝင်ပတ်သက်မှုမရှိနဲ့ဒါပဲကျွန်တော်ပြောချင်တာကျင်းဝရှိရကွာကျင်းဝရှိရအကဲအခုကအကုန်လုံးကတိတ်ဆိတ်နေရဗျာတချို့တွေကပဲတိုက်ခိုက်နေတယ်ဗျာဒါပေမဲ့တချို့တွေကြတော့မထောက်ပံ့ပေးနိုင်တော့လုံးဝလစ်ယူရှုသွား PDF ဆိုအများပိုင်းလေဟုတ်တယ်ကျွန်တော်ပြောချင်တာကျွန်တော်တို့ရဲ့သွားတဲ့လမ်းကြောင်းကတဖြောက်တည်းဖြစ်ပေမဲ့ကျွန်တော်ပြောမီးလောင်တဲ့ချိန်မှာပဲအကုန်လုံးဝိုးငါတို့ပါဝင်ကြရအောင်ပါညာလုံးဝ for sure လို့တယ်လုံးဝနှစ်ထင်တွေးထိတ်ထိတက်ပြီးတော့လောကတက်ကြွနေတာနောက်တစ်ဖြည်းဖြည်းကြာလာတော့လုံးဝဒါတာဝေးအဝေးပြေးတဲ့နေရာကျွန်တော်တို့တာဝေးပြေးနေတာခင်ဗျားတို့အမြန်စွတ်ပြေးပြီးတော့လမ်းဘေးမှာရိုက်တော့ခင်ဗျားတို့ထောက်သွားလူကများတယ်ဖြည်းဖြည်းလေးပြေးဖြည်းဖြည်းလေးသွားမယ် consistency ကျွန်တော်ပြောချင်တာ consistency ရှိရမယ်အများပိုင်းကျလက်မြောက်ရှုံးပေးသွားဒီတိုက်ပွဲမှာအများပိုင်းလက်မြောက်ရှုံးပေးသွားဒီ
နှစ်ရှည်တဲ့တိုက်ပွဲ